Hello အားလုံးပဲမင်္ဂလာပါ Mystical Share ထားတော့ပါ Fairy Mira ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ Mira ကဒီရှေ့ရက်တွေမှာပေါ့နော်Mira ရဲ့ followers လေးတွေကို reading လုပ်ပေးမယ်ဆိုပြီးတော့ title လေးရွေးခိုင်းခဲ့တာမမေ့ကြမယ်လို့ထင်ပါတယ်နော်အဲ့ဒီမှာဟောပေးမဲ့ question ပေါ့နော်A B C သုံးခု Mira ပြောပေးထားတယ်အဲ့ထဲကနေမှာ number C ပေါ့နော် number C ဖြစ်တဲ့ဒီသူအားကိုပေါ်ရေရှည်တွဲဖို့ဘယ်လောက်ရာခိုင်နှုန်းအထိတွေးထားလဲဆိုတော့ question reading လေးကိုပို့ပြီးတော့မှတ်ပေးကြတဲ့အတွက် Mira ကဒီ reading လေးကိုလာပြီးတော့လုပ်ပေးတာဖြစ်ပါတယ်နော်ဆိုတော့ပထမဆုံးအနေနဲ့ကိုနဲ့လက်ရှိတွဲနေတဲ့သူပဲဖြစ်ဖြစ်တောင်လို့ရှိရင် situation ရှစ်ပဲဖြစ်ဖြစ်တောင်လို့ရှိရင်ကိုကနေပြီးတော့ဗောနော်ဒီကိုကြိုက်နေတဲ့တေးရပေါ့နော် crash ပဲဖြစ်ဖြစ်ကိုနဲ့အဆင့်တက်မဲ့သူတေးရပဲဖြစ်ဖြစ်ဗောနော်အဲ့ဒီလူကိုစိတ်ထဲမှာတိတိကျကျလေးမြင်အောင်ပြီးတော့ဒီဖိုင်လေးတွေကိုရွေးစီချင်ပါတယ်နော်မီရာကတော့အဲ့လိုမျိုးလေးတိကျလေးရွေးစီချင်တယ်ကိုကလောတကြီးနဲ့ရွေးလိုက်ပြီးတော့ energy မကိုက်တဲ့ခါကျရင်ကိုအတွက်အမှန်တကယ်တည်တည်နဲ့လိုအပ်တဲ့ reading ဖိုင်လေးကိုလွတ်သွားမှာဆိုလို့ပါနော်ဆိုတော့ပထမဦးဆုံးအဲ့ဒီလူရဲ့မျက်နှာကိုတိကျလေးမြင်အောင်ပြီးတော့လေသူကမင်းကိုနော်ခဏပဲစိတ်ဝင်စားတာလားခဏပဲတွေးဖို့တွေးနေရလားဒါမှမဟုတ်လို့ရှိရင်ရေရှည်အထိတွေးထားတာလားနော်သူမျက်နှာလေးကိုတိကျမြင်အောင်ကိုယ့်ရဲ့ intuition ကိုယ့်ရဲ့အလိုလိုသိစိတ်ကိုတိတိကျကျလေးကိုယုံကြည်ပြီးတော့ဒီထဲမှာ point 1 point 2 point 3ဆိုပြီးတော့မီရာက3ခုလုပ်ပေးထားတယ်အဲ့တော့ပထမဦးဆုံးဘယ်ဘက်ကစိုက်လို့ရှိရင်မီရာတို့ဒီခရမ်းရောင်လေးပေါ့နော်amethyst crystal လေးကိုမြင်ရရေးပေးထားတယ်ဒုတိယတစ်ခုကကျတော့ rose quartz ပေါ့နော်တတိယတစ်ခုကကျတော့ moonstone လေးနော်ဒီ moonstone လေးကိုထည့်ပေးထားတယ်နော် moonstone လေးကိုရေးပေးထားပါတယ်ဆိုအဲ့သုံးခုလေးကတိတိကျကျလေးအာယုံယူပြီးတော့မြားကိုဖိုင်းလေးရွေးပေးပါနော်ဒါလေးတစ်ချက်လောက်ဖိုင်းလေးရွေးပေးပါလို့ပြောချင်ပါတယ်အဲ့တော့ပထမဆုံးပေါ့နော်ဒီ point 1 amethyst crystal လေးကိုရေးထားတဲ့သူတွေအတွက်ပထမဆုံးပြောပြပါမယ်ဆိုတော့ point 1ကိုရေးထားတဲ့သူလေးတွေနဲ့တစ်ဖက်လူရဲ့နော် energy ကရေရှည်ဘက်ကိုတော်တော်လေးကိုဥတည်နေတယ်လို့တော့ဒီမှာမြင်ရတယ်။ तू ကလေမင်းကိုပေါ့နော်ပေါ့ပေါ့တန်တန်သဘောထားမျိုးမဟုတ်ဘူး။သူ့ရဲ့ဘဝထဲမှာမင်းကိုတကယ်ကိုနေရာပေးပြီးတော့စဉ်းစားနေရဆိုရဲ energy မျိုးပေါ့နော်။ဒါပေမဲ့လေလက်ရှိမှာနော်သူ့မှာကအလုပ်တွေငွေချေးတွေတောင်းလို့ရှင်တာဝန်တချို့ပေါ့သူယူရမယ့်တာဝန်တချို့ကြောင့်ကိုယ့်ပေါ်မှာလေဒီကိုယ့်ပေါ်ပေးတဲ့အာယုံကိုသူနည်းနည်းလေး short ထားတာမျိုးဖြစ်နိုင်နေပါတယ်ပေါ့နော်ဖြစ်နိုင်တယ်။ဆိုတော့ဒီ tarot ကတော့ပြောနေတာကလေဒီမှာကနော် तू ကလေအရန်အလင်လိုချင်တဲ့သူမဟုတ်အေးဆေးဆေးနဲ့သူနဲ့ကိုနဲ့နော်မင်းနဲ့သူနဲ့ relationship ကိုတိဆောက်ချင်တဲ့ဆိုတဲ့စိတ်ကိုပြနေပါတယ်ဆိုတော့ဒါကတော့ hall လေးပေါ့နော်အဲ့တော့ရာခိုင်နှုန်းအနေနဲ့မိတာတွက်ပေးရမယ်ဆိုလို့ရှိရင်တော့ဒီတစ်ဖက်လူနဲ့မင်းနဲ့ကလေတစ်ဖက်သူဘက်ကနေပေါ့နော်မင်းပေါ်ကိုရေရှည်တွဲဖို့အတွက်စိတ်ကလေ80%ကနေ90%လောက်အထိရှိရလို့မိတာကမြင်တယ်အဲ့တော့ဒီပထမဦးဆုံးအုပ်စုလေးပေါ့နော်ဒီ point 1အုပ်စုလေးကိုကြည့်ရတဲ့ energy ကတော့အရန်ကိုကောင်းပါတယ်အဲ့တော့ဒီချာလေးအချိန်ပေးပြီးတယောက်နဲ့တယောက်ပို့ပြီးတော့လေ့လာနိုင်မယ်ဆိုလို့ရှိရင်တော့ဒီ relationship ကပို့ပြီးတော့ခိုင်မာလာနိုင်တဲ့ energy လို့မြင်ကတော့ဒီမှာမြင်ရပါတယ်ရှင်ဆိုတော့ဒါကတော့ point 1အတွက် hall လေးဖြစ်ပါတယ်အဲ့တော့ point 2သမားလေးနော်အဲ့တော့ point 2သမားလေးတွေကကြတော့လေကိုယ့်ရဲ့တစ်ပတ်လူကကိုယ့်ပေါ်မှာစိတ်ဝင်စားတဲ့စိတ်ရှိရရေရှည်တွဲကျင်စိတ်ကတော့ရှိရဆိုမဲ့တအားကြီးတေချာတဲ့အဆင့်တော့မဟုတ်သေးဘူးမတေချာသေးဘူးပေါ့နော်အဲ့တော့သူ့စိတ်ထဲမှာမင်းတို့အတွက်ခံစားချက်ရှိနေတယ်ဒါပေမဲ့ဒီ relationship ကလေအဆင်ပြေပါမလားဆိုရဲမိကုန်းနေတယ်သူ့ရဲ့ခေါင်းထဲမှာရှိနေတော့မယ်နော်အဲ့တော့သူ့ဘက်ကတကယ်ပြောရမယ်ဆိုတော့မင်းနဲ့သူနဲ့ချာအတွက်ကိုသူ့ဘက်ကဖြစ်တဲ့သားတစ်ခုခုဆုံးဖြတ်ချက်မချနိုင်သေးဘူးလို့မိတာကတော့ဒီမှာမြင်ရတယ်သူ့ရဲ့အရင်ပေါ့နော်အတိတ်မှာရှိခဲ့တဲ့သူ့ရဲ့အတွေ့အကြုံတွေဒီချစ်ချင်းနဲ့ပတ်သက်တဲ့တစ်ခုခုပေါ့နော်သူ့မှာ trauma ရထားတာပဲဖြစ်ဖြစ်အဲ့ဒါကိုသူကသတိထားနေတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်သူ့ရဲ့စိတ်ကို100%ဖွင့်ပြထားတယ်လို့တော့ဒီမှာမိတာမတွေ့ရဘူးဆိုတော့ဒီအခုဆွဲထားတဲ့ကက်တွေရဲ့ energy အရဆိုရင်တော့ရာခိုင်နှုန်းကတော့90ပေါ့နော်90ကနေ60ရာခိုင်နှုန်းကြားလို့တွက်ပေးခြင်းနဲ့အဲ့တော့တယောက်ကြားမှာလေဆက်သွယ်နိုင်တဲ့ communication ပေါ့နော် communication နဲ့အချိန်ကာလတစ်ခုကြာသွားမယ်ဆိုရင်တော့ဒီ energy ကပို့ပြီးတော့ကောင်းတဲ့ဘက်ကိုလည်းပြောင်းလဲနိုင်တယ်မကောင်းတဲ့ဘက်ကိုလည်းဖြစ်သွားနိုင်တယ်ဆိုတော့ energy မျိုးကိုမိတာရပါတယ်အဲ့တော့ဒီ group ကတော့အလဲအလက်လိုပဲပြောရမယ်ပေါ့နော်ပို့ပြီးတော့လည်းကောင်းချင်းကောင်းသွားနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်မကောင်းတော့ပဲနဲ့ရေရှည်ဆက်မတွဲပြတော့တာလည်းဖြစ်နိုင်တယ်เนาะအဲ့လိုမျိုး energy လေးကိုမိတာရပါတယ်ဒါတော့ point 2အုပ်စုပဲပါအဲ့တော့ point 3သမားလေးတွေเนาะအဲ့တော့ point 3သမားလေးတွေရဲ့ကတော့လေ energy တွေကမရှင်းလင်းဘူးเนาะမရှင်းလင်းနေဘူးလို့မြင်ကမြင်ရတယ်လက်ရှိမှာသူတို့ကိုသူတို့တောင်ပြပြီးတော့မတေချာသေးဘူးเนาะမတေချာသေးဘူးဒီ energy အရာလေသူ့ရဲ့စိတ်ကမတည်ငြိမ်သေးဘူးเนาะသူ့ရဲ့စိတ်ကမတည်ငြိမ်သေးဘူးလို့မြင်နေရတယ်အော်မင်းတို့ကမကြိုက်တာတော့မဟုတ်ဘူးဒါပေမဲ့ရေရှည်ပေါ့เนาะမင်းတို့ commitment ပေးဖို့အတွက်သူ့မှာအဆင်သင့်မဖြစ်သေးဘူးဆိုတော့အနေအထားမျိုးကိုမြင်ရတယ်သူ့ရဲ့အလုံးဒါမှမဟုတ်ရှင်မျိုးညှောက်ချမှာကွာအကွာဝေးတစ်ခုရှိနေတယ်ဥပမာတချို့တွေဆိုရင်အရင်အတိုင်းဝိုင်းနေကွာနေရမျိုးတချို့ကြတော့ဘာသာမတူတာเนาะဒီအုပ်စုလေးမှာမျိုးအာယုံရတယ်ပြီးတော့ဒီထဲမှာတော့ long term ပေါ့เนาะ LDRS တွေလည်းပါမယ်လို့ဒီမှာမိတာမြင်နေပေါ့เนาะဆိုတော့အဲ့ဒီအကွာဝေးတွေရှိမယ်နောက်တစ်ခါကျအသက်အရွယ်နော်အသက်ကွာခြားချက်ပေါ့မင်းနဲ့သူနဲ့အရင်အသက်ကွာခြားနေတာမျိုးအဲ့လိုမျိုးလေးတွေကိုမိတာဒီမှာတော်တော်လေး energy ရတယ်ဒီပိုင်းမှာလေဆိုတော့ဒါမှမဟုတ်လို့ရှင်လေသူ့ရဲ့ကိုယ်ပိုင်ကိစ္စတွေကသူ့အာယုံပို့ပြီးတော့ယူထားတယ်ကိုယ့်ပေါ်မှာသူကအရင်အာယုံရှိမနေဘူးဆိုတော့အနေထားကိုမိတာမြင်နေပေါ့နော်ဆိုတော့လေဒီအုပ်စုလေးကကြတော့နည်းနည်းကိုယ့်ကိုသူကရေရှည်တွဲမယ်လို့စဉ်းစားထားတဲ့ energy မျိုးကိုမိတာမမြင်ရပါဘူးเนาะဒီမှာတော့မိတာမြင်တဲ့အတိုင်းပဲအမှန်တိုင်းပြောတတ်တာဖြစ်တဲ့အတွက်အဲ့တော့ကိုယ့်အတွက်ဒီတယောက်ကမကောင်းဆိုလို့ရှင်ကိုကတခြားကိုတကယ်ကိုပေါ့နော်ချစ်မဲ့သူကိုပေါ်မှာတကယ်ကောင်းမွန်တဲ့သူတယောက်က
ရှာလို့ရတယ်ပေါ့နော်မကောင်းတဲ့ကိုယ့်အတွက်မဖြစ်နိုင်တဲ့situation တစ်ခုမှာအချိန်ကုန်နေပဲနဲ့ relationship တစ်ခုမှာအချိန်ကုန်နေပဲနဲ့ကိုယ့်ကိုနည်းနည်းလေးပို့ပြီးတော့ချစ်ပေးပါလို့မြူရာကတရုပ်စုကိုအကြံပေးခြင်းတယ်နော်အဲ့တော့တခုရှိတာဒါက January တွေလည်းဖြစ်တယ်တူတယောက်ချင်းစီရဲ့မွေးနေ့တက်ကြွတွေနဲ့ချိန်ထားမှာမဟုတ်တဲ့အတွက်ကိုနဲ့လုံးဝရိုင်းကန့်ညီမကန့်ညီဘူးလို့ထင်လို့ရှိရင်မယူပါနဲ့နော်အဲ့တော့မကောင်းတဲ့အရာတွေကိုကောင်းတော့ထည့်ထားပြီးတော့ဘယ်လိုခေါ်မလဲအချိန်ကုန်မခံနဲ့ပေါ့နော်အဲ့လိုမျိုးလေးပြောချင်ပါတယ်အဲ့တော့ဒီ energy တွေကလေအချိန်နဲ့များနဲ့အချိန်နဲ့အများပြောင်းလဲနိုင်တယ်ပေါ့နော်အများတိုင်းတစ်သက်မှတ်တွေဖြစ်သွားမယ်လို့တော့မပြောလို့ဘူးအဲ့တော့ဒီအုပ်စုလေးကိုတော့မြူရာနည်းနည်းလေးအားပေးခြင်းတယ်နော်အားပေးခြင်းတယ်ဆိုတာနည်းနည်းလေးပြောခြင်းစိတ်လေးပေါ်လာတော့ကိုကလေဒီအုပ်စုသမားတွေမှာလုံးဝကိုကတော်တဲ့သူတွေရှိရနော်ကိုတန်ဖိုးမလျှော့နဲ့ကိုဘွားကိုပဲ select တိဆောက်လိုက်ပါဒါကတော့မြူရာပေးခြင်းတဲ့အကောင်းဆုံး message ပဲဖြစ်ပါတယ်နော်အဲ့တော့ဒါလေးကတော့ fine tree အတွက် hall လေးဖြစ်ပါတယ်နော်အဲ့တော့ဒါတော့ပိုင်း၃ခုစလုံးအတွက် hall လေးဖြစ်ပါတယ်နော်အဲ့တော့ဘယ်ပိုင်းကိုရွေးခဲ့လဲဆိုတာကိုမိရကို comment မှာပြောခဲ့ပေးပါအောင်နော်ဒီ reading လေးကကိုနဲ့ကိုက်ညီဆိုလို့ရှိရင်save လုပ်ထားပြီးတော့နောက်ထပ် tarot reading တွေအတွက်မိရ account လေးကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်အဲ့တော့နောက်ထပ် video မှာပြန်တွေ့ကြပါမယ် bye bye